ဒီလိုပြဿနာတွေကိုကြုံဖို့ပါသလားအားလည်းရမရှိဘူးအလို့အချင်းအချင်းပုံများတာအမမဟုတ်မတေးချတဲ့ရရှိမီရပိုင်ခွင့်နေဒီပြဿနာတွေကိုဖြေရှင်းဖို့နဲ့အိမ်ကိုလုံးသမားတွေရဲ့လူနေမှုပေါ်ညှင့်တင်ဖို့အစိုးရကဝန်ကြီးဌာနနဲ့ဥပဒေအမတ်10 9ကိုထုတ်ပြန်ထားပါတယ်။ဝန်ကြီးဌာနဥပဒေဒီ2024ခုနှစ် April 30ရက်နေ့မှစတင်တဲ့အကျိုးသက်ရောက်သည်။ဝန်ကြီးဌာနနဲ့ဥပဒေကဘသူတွေကိုအကာအကွယ်ပေးတာလဲစီးပွားရေးလုပ်ငန်းရှင်တွေသက်ဆိုင်တော့ပုတ်ကလေးကလုပ်ငန်းများဥပမာအိမ်ကိုလုံးသမားများကလေးထိန်းသူအိမ်အတွင်းတက်ကြီးရဲ့အိုတွေကိုပြုစုဆောင်ရှောက်သူအိမ်ဖော်တွေကိုပါအကာအကွယ်ဆောင်ရှောက်ပေးတယ်အကယ်၍စားတောက်ဆိုင်ဟိုတဲ့သို့မဟုတ်ရုံခန့်များတွင်တက်ရှိရေးသမားများကဲ့သို့လုပ်ငန်းဆိုင်ရာလုပ်ငန်းများတွင်လှုပ်ဆောင်ပါဝန်ကြီးဌာန၏စီးမြဲရအကျုံးဝင်မည်မဟုတ်ပါအိမ်ကိုများဤဘလာရည်တွေကိုပုံမကောင်းမွန်စေမီအခွင့်အရေးသမျှဘာတွေရှိလဲဆိုတာကြည့်လိုက်ရအောင်ပုံမှန်လှုပ်ချိန်၈နိုင်ထပ်ပိုစေရနာချိန်တနိုင်ထပ်နဲ့အနားယူပါအလုံးလုံးကြုံရင်ငွေကိုတောင်းဆိုခြင်းတုံမှုအာမခံမွေလက်ခံခြင်းမပြုအလုံးရစဲခြင်းလောက်ကထုတ်ခြင်းပြုမီကြိုတင်အတိပေးကြောင်းကြရမည်တပတ်ရှင်တရက်အားလက်ရနားရရှိရမည်အမျိုးသားအလုံးသမားနဲ့အပါအဝင်မျိုးရအားလက်ရပေါင်း73ရက်ရရှိရမည်နှစ်စိမ်အပန်းဖြေခွင့်6ရက်ရှိပါသည်ဖြာနာမှုအပန်းဖြစ်သည့်အတိုင်းဖြာနာခွင့်ရရှိနိုင်သည်တနစ်ရှင်ရက်30ထပ်ဖို့သောလက်စားဖြင့်အမှန်တကယ်ဖြာနာသည့်ကာလအတွက်ရရှိနိုင်မည်ဖြစ်သည်အရေးပေါ်ခွင့်3ရက်မိဖွားခွင့်ကို18ရက်လုံးနာရန်ဖြစ်ပြီး45ရက်လုံးအားခံရှိကိုဝန်ဆောင်ခြင်းကြောင့်အလုံးမထုတ်ခံခြင်းပြုရပါအသက်9နှစ်အောက်ကလေးများကိုအလုံးမပေးရန်လုံးအားအချိန်ကိုလုံးအားလည်းရလုံးအားချက်ချင်းပြုလို့အလုသမားစစ်စေးရရှိခံတဲ့ဝန်ကြီးဌာနဆိုင်ရာစီးမြင့်များပါသတ်မှတ်ထားသည့်အခြားခွင့်အရေးများကိုတိုင်ကြားပိုင်ခွင့်ရှိသည်အလုရှင်မှာဟောက်ဖြတ်ကျူးလွန်ခြင်းသို့မဟုတ်လိုင်းနာရန်ပြက်ကွက်ပါချမှတ်သည့်အတိုင်းငွေဒဏ်ဖြစ်စေထောင်ဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေသို့မဟုတ်ငွေဒဏ်ဖြစ်စေဥပဒေရှောက်ဖြစ်စေပြစ်ဒဏ်အဖြစ်ချမှတ်ရမည်ဝန်ကြီးဌာနဥပဒေမှ15ဒီအေကူများအေဘွားရည်တွေကိုဒုတလာစေရန်နှင့်တန်းတူခွင့်ရေးလူကုန်တိတ်ခါရရှိရေးကိုထောက်ပံ့သည့်အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပါသည်မိကွန်များရှိပါကသို့မဟုတ်ထမှတ်ချက်လက်များသိရှိလိုပါ hotline 1005 6နံပါတ်3ကိုနေပြီးဆက်သွယ်နိုင်သည်သို့မဟုတ် website လေးပါတော့ go.th တွင်ရောက်ကြည့်ရှု